ကျွန်တော်နေနေရတဲ့အနေထားပြောမယ်ဆိုရင်ကျွန်တော်တို့အတွက်အချိန်ဆိုတာတော့ပေးခဲ့ပြီမရခဲ့ဘူးဗျာအချိန်ဆိုတာပေးခဲ့မရခဲ့ဘူးတကယ်ချင်းတယောက်နဲ့တယောက်ချုံနေကြည့်မယ်ဂျားမှာခက်ခဲဖြစ်တော့တယောက်နဲ့တယောက်တလန်းစီပဲခွဲပြီးလုပ်တွေလုပ်ဖြစ်ကျွန်တော်အဲ့ hip hop ကိုယူတွတ်တာကျွန်တော်တကယ်ချင်းအဲ့လိုမျိုးပေါ့ကျွန်တော်ပြောရမယ်ဆိုတာကတော့ဘွားတွေနဲ့ပတ်သက်တယ်ဗျာကျွန်တော်ကအဲ့လိုကျွန်တော်မိသားစုအခြေအနေရှိတခါကျရင်အဲ့လိုငယ်လေးရလို့ father mother ပြဿနာအင်းရင်းပြဿနာလို့ပြီးတော့ရိုင်းဆိုင်ရတဲ့ဟာတွေလည်းလို့ဒီမိုက်ပြဿနာအများကြီးရှိအိမ်ကိုကျွေးတောင်းလာကြအဲ့ချိန်မှာခုတော့စိတ်ထွက်ပေါက်တော့ဘာမှမရှိဘူးငယ်လေးရအဲ့လိုစိတ်ထွက်ပေါက်ဆိုတဲ့အရာမြိတ်လူပဲရှိအဲ့မြိတ်မကြကြဘူးယောက်ျားဖြစ်လာအရင်တော့ကြောက်ကိုကြည့်မယ် personal နဲ့ key ကပေးပြီးကြည့်ပါ personal မှာကြိုက်လို့ရှုပ်ချလို့ရတယ်ကျွန်တော်ပြောတာred ကကြ red ပြီးလိုက်ဒီကနားလေးနဲ့တူတာထားထားပြီးကျွန်တော်နေရတာကိုပါစင်ချမ်းမှာဖြစ်အားလုံးတယောက်ဖြစ်ပြီးဒီကနဲ့မနေရအဲ့ personal လိုက်ဖြစ်ရှိကျွန်တော်တို့ပို့ပြီးတော့အလုပ်နောက်ကျတယ်အားစားပြီးကျွန်တော်အဲ့ဒါပြောဒီတလောကမှာကျွန်တော်နေရာရသွားပြီလို့ထင်တာနေရာတစ်ခုပေါ့အောင်မြင်မှုကြော်ကြားမှုပါတယ်ပြောအဆင်ပြေမှုဆိုတာမပါဘူးကျွန်တော်နေရာတစ်ခုတော့ရသွားပြီဆိုတော့သိပါလဲကျွန်တော်စားကြောက်သိရဆိုအချင်းသိဟုတ်ဘယ်လိုသိဖက်ချက်တော့မင်းစီတလန်အဲ့လိုထိုးကြောက်အချင်းသိဖြစ်ဒီဇလန်နောက်ဆုံးမနှမ်းမီစူးသိမ့်များတဲ့နှင်းစီနှခမ်းကတောက်ပါလင်းနဲ့နေစီထွက်ပြေးမဲ့ကော်သွားမီးလောင်နေတဲ့တိမ်တိုက်ရဲ့အောက်မှာငှက်ကလေးရဲ့ပြောပါယူတယောက်အသေးကိုလောင်စားတိုက်တာထပ်မေးမဲ့ပြောလားမင်းကိုချစ်လို့ထင်တဲ့စီမရေးသမျှလက်ရေးရဲ့တော်လာပါရမခိရှာတော့ငကိုတူတဖက်ချသွားတဲ့စီမမျိုးမင်းကြောင့်ဆိုဖို့တီးဖို့ PC ကလည်းပြက်နေတော့ဒီ instrument တွေကိုယူသုံးသလိုမင်းလည်းငါအပေါ်အလက်ကထားခဲ့မိမှာပေါ့မျောလင်းချက်တွေဟာမဲ့ပြောက်ပြီးအနာဂတ်ဒီလိုလူတွေနဲ့ဝေးဖို့ရောက်ပြီးကပါတစ်ဖက်